တင်တနက်ကိုရတဲ့ tax refund amount ချင်းမတူတာဘာကြောင့်လဲသိပါလားတချို့နှစ်တွေမှာဆိုရင် tax refund အများကြီးရပြီးတော့တချို့နှစ်တွေမှာဆိုရင်ကိုက tax တောင်ပြန်ပေးရတဲ့နှစ်တွေရှိရလေအဲ့ဟာလေးတွေသိချင်ကျွန်မဒီဗီဒီယိုလေးထဲမှာတေးချာချာလေးအသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်ကျွန်မဒီဗီဒီယိုထဲမှာ tax refund ဆိုတာဘာလဲ tax refund ကိုဘာတွေ affect ဖြစ်လဲ tax refund ရဲ့ tips and tricks လေးတွေပြပြမှာဖြစ်ပါတယ် tax refund ဆိုတာနှစ်တစ်နှစ်ထဲမှာကိုကအလုံးလုံးရင်းနဲ့အခွန်ပေးထားတဲ့ဟာအစိုးရသတ်မှတ်ထားတဲ့ amount ထက်များနေတယ်ဆိုရင်အစိုးရ tax refund ဆိုပြီးပြန်ပေးတဲ့သဘောပါကျွန်မ example လေးတစ်ခုပြပြမယ်မောင်မောင်က company တစ်ခုနဲ့အလုပ်လုပ်တယ်ဆိုပါတော့မောင်မောင်ရဲ့တစ်နှစ် annual income က Australian dollar 6000အဲ့တော့တစ်လကို9000ဒါပေမဲ့ तू ပတ်စံရတဲ့အချိန်မှာဘဏ်ထဲကို तू ဝင်တာ4000ပဲဝင်တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အလုပ်ရှင်ကဒီ1000ဆိုတဲ့ tax ကို PSU ကို withholding အနေနဲ့ဒီ ATO ကိုပေးနေလို့ဖြစ်တယ်ဟုတ်ကဲ့ဒီ case လေးမှာတော့မောင်မောင်ကနှစ်ကုန်လို့ tax return loss တဲ့အချိန်မှာ तू ဝင်တဲ့ဝင်ငွေက6000 तू ပေးထားတဲ့ tax က12000ဒါပေမဲ့ तू အမှတ်တကယ် ATO ပေးရမယ့် tax ကကျွန်မဟိုရင်တော့ဗီဒီယိုမှာရှင်းပြတဲ့အတိုင်းပဲဒီ tax table လေးအရဆိုရင်1000ပဲပေးရမယ်အဲ့တော့ तू က tax refund က2000ကိုပြန်ရတာမှာဖြစ်ပါတယ်ဒါပေမဲ့ tax return ဆိုတာကျွန်မခုနပြောခဲ့တဲ့ case လိုမျိုးအများတန်းရိုးရှင်းမနေပါဘူးအဲ့တော့မောင်မောင်မှာတခြား income တွေလည်းရှိနိုင်တယ်ပေါ့နော်အဲ့တော့မောင်မောင်မှာကဲ saving တွေ bank saving တွေရှိတယ်ဆိုရင်ဒီ interest income ဆိုတဲ့ဘဏ်တိုးတွေရှိနိုင်တယ် shares တွေရှိရင် dividend income ဆိုတာလေးလည်းရှိနိုင်တယ်ဒါမှမဟုတ်မောင်မောင်ကအဲ့ဒီနှစ်မှာပဲ shares တို့ crypto တို့ဘာတို့ရောင်းနေအမြတ်ဆိုပြီးတော့လည်းရှိနိုင်တယ်ဒါမှမဟုတ်ရင်မောင်မောင်က ABN ဒါမှမဟုတ် sole trader နဲ့အလုပ်လုပ်ထားတယ်ဆိုရင်လည်း ABN income ရှိနိုင်တယ်အဲ့တော့ဒီ income stream တွေကရတဲ့ additional income က1000လို့ပဲဆိုပါတော့ဟိုရင်တော့ရထားတယ်ဒီ company ရတဲ့ဝင်ငွေက6000ဒီ additional income က1000ဆိုရင်သူ့ရဲ့ total income က9000ဖြစ်သွားမယ်အဲ့ဒီနှစ်အတွက်အဲ့ဒါကိုဒီ table လေးနဲ့ပြရမယ်ဆိုရင်သူဟိုရင်ကပေးထားတဲ့ဒီ company ကပေးထားတဲ့အခွန်က12000ဒါပေမဲ့ ATO ကသူ့ရဲ့ income ကများသွားတဲ့အတွက်ကြောင့်မလို့သူ့ကိုအခွန်ပိုပေးခိုင်းမယ်အဲ့တော့အဲ့ဒီအခွန်ကပေးရမယ့်အခွန်က13000ဖြစ်သွားမယ်အဲ့တော့ तू ကအဲ့ဒီနှစ်မှာ refund မရတဲ့အပြင်ကို1000တောင်ပိုပေးရနိုင်ပါတယ်ကဲမောင်မောင်ကတခြား additional income stream တွေမရှိဘူး तू ကဒီ company နဲ့လှုပ်တဲ့အတွက်ကြောင့်မလို့သူ့မှာဒီ deduction လေးတွေရှိနိုင်တယ် car expenses တို့ office expenses တို့ uniform expenses အဲ့ဒါတွေက deduction အနေနဲ့သုံးလို့ရတယ်အဲ့တော့ဒီနှစ်ထဲမှာမောင်မောင်ရဲ့ deduction က2000လို့ပဲထားလိုက်ပါတော့အဲ့ဒါဆိုရင်သူ့ရဲ့ income က6000မဟုတ်တော့ဘဲနဲ့9800ဖြစ်သွားမယ်အဲ့တော့ဒီ table လေးမှာဆိုရင်သူ့ရဲ့ဝင်ငွေက6000 deduction က2000ရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ income က9800ဖြစ်သွားမယ်သူပေးထားတဲ့ tax က12000သူတကယ်ပေးတဲ့ tax က9300အဲ့တော့သူတကယ် refund ကပြန်ရမှာ2900ဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ကျွန်မခုနပြောသွားတာတော့ tax refund နဲ့ပတ်သက်ပြီးဖြစ်နိုင်ခြေ case လေးတွေပြောပြတာဖြစ်ပါတယ်ကျွန်မအခုဆက်ပြောမှာကတော့ tax refund နဲ့ပတ်သက်ပြီးတော့ tips and tricks လေးတွေပြောပြမှာဖြစ်ပါတယ်ပထမဆုံးပြောချင်တာကတော့အလုပ်ရှင်တယောက်နဲ့အသစ်စတော့မယ်ဆိုရင် TFN declaration form ဆိုတာလေးကိုဖြည့်ရတယ်ပေါ့နော်အဲ့ဒီဖြည့်တဲ့အခါမှာအရေးကြီးတာကဒီ tax free threshold ဆိုတဲ့ question လေးနဲ့ student loan ဆိုတဲ့ question လေးကိုတေးချာချာလေးမှန်မှန်ကန်ကန်ဖြည့်ပေးဖို့အရေးကြီးပါတယ်ဆိုလိုတာအခုမှ student loan အစိုးရနဲ့ student loan ရှိတယ်ဆိုရင်အဲ့ဒါလေးကို tick ရပါတယ်အဲ့လိုလုံးမယ်ဆိုရင်နှစ်ကုန်ရင် tax အများကြီးပေးစရာမလိုဘူးပေါ့နော်နောက်တစ်ခုကကြတော့ ABN ရှိရဲ့ sole trader တွေကို ATO က PSU ကို installment ဆိုတဲ့ system လေးကိုပေးခိုင်းတာရှိပါတယ်အဲ့ဒါ3လတစ်ခါပေးရတာဖြစ်ပါတယ်အဲ့ဒါလေးကိုမှန်မှန်ကန်ကန်ပေးဖို့လည်းအရေးကြီးပါတယ်နောက်တစ်ခုပြောမှာတော့ဒီ Australia မှာ temporary resident visa နဲ့နေထိုင်တဲ့လူတွေအတွက်ဖြစ်ပါတယ်temporary resident ဆိုတဲ့အတွက်ကြောင့်မလို့ဒီ Medicare ဆိုတဲ့ public health system ကိုအသုံးပြုလို့မရဘူး entitled မဖြစ်ဘူးအဲ့အတွက်ကြောင့်မလို့ 2% additional refund ကိုအစိုးရကနေပြန်ရနိုင်ပါတယ်အဲ့လိုရဖို့အတွက်ကိုနှစ်တိုင်းကို Centrelink နဲ့ဒီ medical levy exemption statement ဆိုတာ apply ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်မနောက်ဆုံးပိတ်ပြောချင်တာကတော့ဒီကိုကအသက်31ပြည့်ကန်နေလို့ဒါမှမဟုတ်ရင်ကိုက single ဖြစ်ပြီးတော့ကိုယ့်ရဲ့
income က3,100ထက်များနိုင်တာတို့ဒါမှမဟုတ်ကိုကပါနာရှိပြီးတော့ကိုယ့်ရဲ့ပါနာနဲ့ total combined income က2,200နဲ့များနိုင်တာတို့ဆိုရင်ဒီ private hospital cover ဆိုတဲ့ insurance cover လေးကိုဝယ်သင့်ပါတယ်အဲ့လိုဝယ်တဲ့အတွက်ကြောင့်မလို့ကိုက private hospital တွေကိုအသုံးပြုနိုင်တဲ့အပြင်ကိုဒီ medical levy surcharge ဆိုတဲ့ additional tax ကို ATO ကိုလည်းပေးစရာမလိုတော့ပါဘူးရှင်အားလုံးအဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်